မင်္ဂလာပါပြည်သက်ကြီးဒီကနေ့မှာတော့ရှေးဘွားကမီရီရဲ့အချစ်ချင်းစားကြောင့်ဒီဘွားမှာမနော်ဟယ်ရီရဲ့အချစ်ကိုရဖို့အတွက်တောအုပ်ထဲမှာအန်နီရီအမျိုးမျိုးကိုရင်ဆိုင်ရမယ်ဖရာတူထွန်ရဲ့စွန့်စားခံကြောင်းကိုနားဆင်ရမှာပဲဖြစ်ပါတယ်။လျှို့ဝှက်ဆန်ကျဲတဲ့ဟီမွန်တာတောအုပ်ထဲကဖရာတူထွန်ရဲ့ခီဟာဘလို့တွေဖြစ်လာမလဲ။ဒီဇလန်ထဲကရှုပ်ထွေးနေတဲ့အဖြစ်အပျက်တွေကိုဖရန်ဘွန်ကကူညီဖြေရှင်းပေးနိုင်ပါမလား။လူသားနဲ့ကင်ရီရဲ့အချစ်ဇလန်ဟာဘလို့အဆုံးသတ်သွားမလဲ။သူတို့တက်ဘလို့ဇလန်လေးတွေစောင့်ကြိုနေမလဲဆိုတာကိုဆက်လက်စောင့်ကြည့်လိုက်ရအောင်နော်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ပုံပြင်လေးတွေကိုအမြင်နာဆင်နိုင်ဖို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ထားခဲ့ပါအောင်နော်ဒါဆိုရင်ပုံပြင်လေးကိုစတင်လိုက်တော့မယ်နော်လွန်ခဲ့တဲ့ဘဝတစ်ခုမှာနန်းသိမ့်နဲ့ Flora ဆန်တို့ဟာဘလူးမျိုးကနေထွက်ပြေးခဲ့ကြတယ်ပြီးတော့မေရီကိုမိပင်လေကန်ဆန်မှာပြစ်ထားခဲ့ကြတယ်သူရဲ့အမိနဲ့တူမာရော့တရားကိုကူညီဖို့အတွက်ခီးဆက်ခဲ့ကြတယ်အားလုံးကိုကူညီပေးတဲ့နောက်ဖရာချာဆင်ဟာမေရီကိုချက်ချင်းပြန်လာခဲ့တယ်။ဒါပေမဲ့အရာအလုံးဟာနောက်ကျသွားခဲ့ပါပြီ။အချစ်မစိတ်ပြတ်သွားတဲ့မေရီဟာဝမ်းနည်းစွာနဲ့တည်ဆုံးသွားခဲ့တယ်။ဒါပေမဲ့သူမရဲ့နောက်ဆုံးထွက်သက်မတိုင်ခင်မှာမေရီကဆူတောင်းခဲ့တယ်။ဒီဘဝမှာသူမဟာရေထဲကိုလည်းဖျက်ခဲ့ရတယ်။မိထဲကိုလည်းဖျက်ခဲ့ရတယ်။ဒါပေမဲ့စွန့်ပစ်ခံခဲ့ရတယ်။ဒါကြောင့်နောက်ဘဝမှာငါဟာအရော့စင်လိုပဲကိုယ့်အတွက်ပဲကြည်ရလူတယောက်ဖြစ်ရပါလို့ဤလို့ဆူတောင်းခဲ့တယ်။ဒီဆူတောင်းကြောင့်ကင်စမဟာသူတို့ကိုပြန်လည်မွေးဖွားစေပြီးတရားကိုတရားပြန်လည်ချစ်ခင်စေခဲ့ပါတယ်။ဦးတွန်ပန်ချာမျိုးမှာဖရာရော့စင်ဟာတရားဝန်ရသားတော်အဖြစ်မွေးဖွားခဲ့ပြီးမိဖုရားချန်ဒရာဒေဝီကဖရာတူထုံလို့အမည်ပေးခဲ့တယ်။သူဟာချုံမောလာတဲ့လူငယ်လေးဖြစ်ကြီးပြင်းလာပြီးများပြည့်ရမှလည်းအလွန်ကြမ်းကျင်တယ်။ဦးတွန်ပန်ချာမျိုးဟာတဘာဝအလားတွေနဲ့ဝန်းရံထားတဲ့မျိုးတစ်မျိုးဖြစ်တယ်။မြို့ရဲ့အရှိဘက်မှာကြည်လင်တန့်ရှင်တဲ့ရေကန်တစ်ခုရှိတယ်။သူတို့နှစ်ယောက်ဟာအဲ့ရေကန်မှာမကြာခဏလာရောက်အပန်းဖြေလေးရှိတယ်။ဒါပေမဲ့အနောက်ဘက်မှာတော့ဦးတွန်ပန်ချာမျိုးရဲ့စီးလင်းဆူပြင်းမှုနဲ့မနီမွေးမှာမဟာပန်ချာလာမျိုးတည်ရှိတယ်။သူတို့ဟာတယောက်နဲ့တယောက်တိမ်မွေးပေမဲ့မဟာပန်ချာလာမျိုးဟာခြောက်သွေးတဲ့မြေဖြစ်ပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။အငယ်ဘေးနဲ့လူတွေဟာအမြဲတမ်းအစားအသောက်ရှားပါတဲ့အခက်အခဲတွေကိုရင်ဆိုင်နေကြရပါတယ်။တော်နန်ထာရဲလိုမြို့ဝင်ကိုယ်တိုင်လည်းပြည်သူတွေရဲ့ဒုက္ခကိုလုံးဝမသိဘူး။ဘာကြောင့်လဲဆိုတော့ကြီးမုံမှုကိုစောင့်ဆိုင်ပြီးပြင်ပလောကရဲ့အမှန်တရားကိုဖုံးကွယ်ထားတဲ့အရာရှိတွေရဲ့လှည့်စားမှုကိုခံခဲ့ရလို့ပါ။တနေ့မှာတော့တော်နန်ထာရဲဟာယထာနဲ့အတိုင်းမျိုးကိုလှည့်လည်ကြည့်ရှုခဲ့တယ်။မြို့ရဲ့နိုင်ငံသားတွေအနေနဲ့ပဲကျန်တော့တာကိုတွေ့ခဲ့ရတယ်။ကျန်ခဲ့တာတွေကတော့လူမနေတဲ့ဆွန့်ပစ်ထားတဲ့အိမ်တွေပဲဖြစ်တယ်။တော်နန်ထာရဲဟာအရာရှိတွေကိုခေါ်ယူပြီးမင်းမြတ်စုံစမ်းခဲ့ရကနေသူ့ရဲ့လူတွေအားလုံးဟာဦးတွန်ပန်ချန်မြို့ကိုထွက်ပြေးကြတယ်ဆိုတဲ့အဖြေကိုရရှိခဲ့တယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီမျိုးမှာမိုးလေဝသကိုကောင်းမွန်စေပြီးမြေကိုအမြဲတမ်းစိမ့်လန့်စေတဲ့တန်ချန်ပူချစ်ရှိလိုပါပဲ။တော်နန်ထာရက်ကဒီအကြောင်းကိုကြားတဲ့အခါတန်ချန်ပူချစ်ကိုအမျက်ဒေါသထွက်ခဲ့တယ်။သူရဲ့တိုင်းမြေကိုမကူညီပဲဗလိုက်တယ်လို့ခံစားခဲ့ရတယ်။တော်နန်ထာရက်ဟာမော်ဆန်အားရှိတဲ့လူတွေကိုရှာဖွေဖို့ကူညီခဲ့ကြပါတယ်။တန်ချန်ပူချစ်ကိုတွားတက်ဖို့ပါ။ပုံနာတယောက်ရောက်လာပြီးဒီတာဝန်ကိုထမ်းဆောင်ဖို့လက်ခံခဲ့ပါတယ်။အဲဒီပုံနာကြီးဟာချက်ချင်းပဲဦးတွန်ပန်ချန်ရဲ့ရေကန်စီကိုခီးထွက်ခဲ့တယ်။ရောက်တဲ့အခါကြည်လင်သက်ရှင်တဲ့ရေကန်ကိုမန်နီယာနဲ့ရွက်ဖက်ပြီးမော်ရိုက်တဲ့အခမ်းအနားကိုပြုလုပ်ခဲ့တယ်။ရေကန်ဟာနောက်ကြည့်ပြီးမဲနဲ့ညစ်ပတ်တဲ့ရေအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ပြီးတော့အိမ်မန်ဒီယာကိုရွဆိုတဲ့အတန်ဟာတန်ချန်ပူချစ်ကိုအလွန်နာကျင်စေပြီးဒုက္ခရောက်စေခဲ့ပါတယ်။ဒါပေမဲ့သူဟာတိခတ်မှုစူးစမ်းခဲ့တယ်။အသက်ကြီးရဲ့ပုံနာဟာပထမချိန်ခန္ဓာကိုပြီးမြောက်တဲ့ခါမှလည်းသူဟာမရက်တန်သေးပါဘူး။တရားချင်းခန္ဓာအတွက်ပြင်ဆင်စရာရှိရာတွေကိုအမြန်ရှာဖွေကြပါတယ်။ဒါကြောင့်တန်ချန်ပူချစ်ဟာဒီခိုက်တန်ကိုအသုံးချပြီးကုန်းပေါ်ကိုတက်လာခဲ့ပါတယ်။လူငယ်ပုံနာအသွင်ပြောင်းပြီးပြဿနာကိုဘယ်လိုဖြေရှင်းမလဲဆိုတာကိုစဉ်းစားနေခဲ့ပါတယ်။ထိုင်နေတော့မှပဲဖရန်ဘုံလို့ခေါ်တဲ့မော်ဆိုတယောက်ဖြတ်သွားတယ်။ငါဒီဂျေဆုရှင်မော်ဆိုကိုအကူအညီတောင်းမယ်လို့တွေးလိုက်တယ်။ဒါကြောင့်သူဟာအလျင်မြန်သွားနှုတ်ဆက်ပြီးဖရန်ဘုံကိုအတူထိုင်ပြီးစကားပြောဖို့ဖိတ်ခေါ်ခဲ့တယ်။ငကားရေကန်တွေကရေတွေကိုနောက်ကျအောင်လုပ်ခဲ့တဲ့အသက်ကြီးရဲ့ပုံနာအကြောင်းကိုလည်းပြောပြခဲ့တယ်။ဖရန်ဘုံဒီအကြောင်းကိုကြားတဲ့အခါအလွန်အမျက်ထွက်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့သူဟာတွန်ချန်ပူချစ်ကိုအလွန်သစ္စာရှိတဲ့သူဖြစ်လို့ပါ။ဒါကြောင့်အသက်ကြီးရဲ့ပုံနာကိုဖမ်းဆီးပြီးကန်တဲကမော်ဆိုရီကိုဖယ်ရှားပေးဖို့ဖရန်ဘုံကိုအကူအညီတောင်းခဲ့ပါတယ်။ဖရန်ဘုံလည်းအလင်းမြန်ကန်စီကိုထွက်ခွာသွားခဲ့တယ်။ပြီးတော့မြက်ခင်းထဲကအပေါက်တစ်ခုမှပုံပြီးအသက်ကြီးရဲ့ပုံနာကိုချောင်းစီနေခဲ့ပါတယ်။အသက်ကြီးရဲ့ပုံနာဟာအခမ်းအနားကိုပြင်ဆင်နေတော့မှပဲနောက်ချီရဲ့ကန်ထဲကမဲနဲ့တဲ့အခွန်ငွေတွေထွက်လာစေတဲ့မန်တရားကိုရွတ်ဆွနေပါတယ်။ဖရန်ဘုံဟာအသက်ကြီးရဲ့ပုံနာရဲ့လက်မောင်းကိုမြားနဲ့ပြစ်ခတ်နိုင်ခဲ့ပြီးတရားရသွားခဲ့တယ်။ပြီးတော့သူဟာအသက်ကြီးရဲ့ပုံနာရဲ့ခေါင်းကိုအလင်းမြန်ဆွဲကင်ပြီးသူ့ရဲ့မော်ဆိုရီကိုဖယ်ရှားဖို့ချိန်ချောက်ခဲ့တယ်။မော်ဆိုကိုဖယ်ရှားပြီးကြည်လင်တဲ့ကန်ကိုငကားအတွက်စည်ရင်မှန်နဲ့ပြန်ပေးဖို့သဘောတူခဲ့ပါတယ်။
ကဲဟာကြည်လင်တန်ရှင်တဲ့အခြေအနေကိုပြန်ရောက်တဲ့အခါဒေါသမပြေသေးတဲ့ Framon ဟာအသက်ကြီးရဲ့ပုံနာကိုချက်ချင်းတက်ပစ်ခဲ့ပါတယ်။ Framon ဟာတရားခံတွေကိုဖယ်ရှားပေးခဲ့တဲ့ဆိုတာကိုတောင်ချန်ပူချစ်တဲ့အခါအလျင်အမြန်ကျေးဇူးတင်စကားပြောခဲ့ပါတယ်။ပြီးတော့ Framon ကိုမြင်းအောင်မြို့မှာအတူနေထိုင်မှုခေါ်ဆောင်ပြီးအစီခံတွေရောစားစရာတွေရောအမြဲမပြတ်ရရှိရကြောင်း Framon ဟာရေအောင်မြို့မှာပျော်ရွှင်စွာနေထိုင်ခဲ့ပါတယ်။ဒါပေမဲ့ Framon ဟာသူ့ရဲ့ဇနီးနဲ့ကလေးတွေကိုသတိရတဲ့အခါအိမ်ပြန်ဖို့ခွင့်တောင်းခဲ့တယ်။တောင်ချပူချစ်ကသူ့ကိုကုန်းပေါ်ကိုပြန်ပို့ပေးခဲ့ပြီးတော့ဆူလက်အပြင်ငွေနဲ့ရွှေလက်စွပ်တွေအများကြီးပေးခဲ့တယ်။ပြီးတော့သူကိုဆင့်ခေါ်ဖို့3နိုင်နဲ့မော်မန်တစ်ချက်ကိုလည်းပေးခဲ့ပါတယ်။အဲဒီအချိန်ကနေစပြီး Framon ဟာအရင်လိုပဲသူ့ရဲ့အိမ်မှာပုံမှန်အတိုင်းနေထိုင်ခဲ့ပါတယ်။ဒါပေမဲ့သူဟာအရင်လိုပဲတောထဲကမိုးဆိုနီလန်တိုင်းထွက်သွားခဲ့ပါတယ်။ဒီမဝင်တာတော့အုတ်ထဲမှာလမ်းပြသွားခဲ့တယ်။အဲဒီတော့အုတ်ဟာလှပပြီးထိုးဆက်တဲ့အပင်တွေအများကြီးရှိတဲ့လျှို့ဝှက်ဆန်းကျဲတဲ့တောအုတ်တစ်ခုပါ။ Framon ဟာသူဟာမရင်းနှီးတဲ့တောအုတ်ထဲကိုရောက်နေပြီဆိုတာကိုသိလာတဲ့အခါလမ်းကြောင်းရှာဖို့စူးစမ်းပြီးရှောက်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့အနောက်ကျရေကန်ကိုရောက်သွားခဲ့တယ်။ရေတံခွန်လေးခုစီစံပေါင်းဆောင်ရလှပတဲ့နေရာတစ်ခုပေါ့။အဲဒီမှာ Framon ဟာကင်နီအမျိုးသမီး9ယောက်ကိုတွေ့တဲ့အခါအံ့အားသင့်သွားခဲ့ပါတယ်။သူတို့ဟာအနောက်ကျရေကန်ထဲကိုပြန်ဆင်းလာခဲ့ကြတယ်။သူတို့အတောင်ပံတွေနဲ့အမီးတွေကိုချွတ်ပြီးရေထဲမှာပျော်ရွှင်စွာကစားနေကြတယ်။သူဟာဒီလိုလှပတဲ့အမျိုးသမီးတွေကိုသူ့ဘဝမှာတစ်ခါမှမမြင်ဘူး။ Framon ဟာကင်နီတွေကသူတို့ရဲ့အတောင်ပံတွေကိုတက်ပြီးခေါင်းငင်ဘော်ကိုပြန်သွားတဲ့အထိစိုက်ကြည့်နေခဲ့ပါတယ်။ဒါကြောင့်သူဟာလိုက်ဖို့စူးစမ်းခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။ Framon ဟာလမ်းမရောက်ပြီးရှောက်သွားနေတော့မှပဲဖရာရိုစီကကတ္တပနဲ့တွေ့ဆုံခဲ့ပါတယ်။ဒါကြောင့်သူဟာရိုသေစွာနဲ့ရှ िख ိုးပြီးတော့သူတွေ့ခဲ့တဲ့ကင်နီချောင်းကိုရက်သေးကိုပြောပြခဲ့တယ်။ကင်နီမျိုးသမီး9ယောက်စလုံးဟာတော်တန်မရက်ရဲ့သမီးတော်တွေဖြစ်ပြီးတော့မိဖုရားကေဝကာစီကကေလာတတောင်ချိန်မှာရှိတဲ့ဘော်တင်မြို့ကိုအုပ်ချုပ်ပါတယ်။လာပညာတိုင်းသူတို့ဟာအနော်တက်ရေကန်မှာလာရောက်ကစားကြပါတယ်။ Framon ဒီအကြောင်းကိုကြားတဲ့အခါရက်သေးကိုမေးခဲ့ပါတယ်။ကင်နီကိုဖမ်းချင်ရင်ဘာလုပ်ရမလဲ။သူဟာဖရတ်တူထွန်ကိုပေးဖို့ဖမ်းချင်လို့ပါ။ကင်နီကိုဖမ်းချင်ရင်ငကားကျိုးနဲ့ပဲဖမ်းလို့ရမယ်လို့ရက်သေးကပြောခဲ့ပါတယ်။ Framon ဒီအကြောင်းကိုကြားတဲ့အခါတောင်ချွန်ပူချစ်ကိုချက်ချင်းသတိရသွားပြီးရက်သေးကိုနှုတ်ဆက်ခဲ့ပါတယ်။တောင်ချွန်ပူချစ်ဟာငကားကျိုးကို Framon ကိုပေးဖို့ဝင်လိမ့်နေပါတယ်။ဒါဟာကလုံးရဲ့ရန်ကနေငကားတွေကိုကာကွယ်ပေးတဲ့အလွန်အရေးကြီးတဲ့အရာတစ်ခုဖြစ်တာကြောင့်ပါ။ဒါပေမဲ့ Framon ရဲ့ကျေးဇူးတွေကိုစဉ်းစားမိတဲ့အခါတောင်ချွန်ပူချစ်ဟာပေးဖို့သဘောတူလိုက်ပါတယ်။ဒါပေမဲ့ Framon ကိုအခြားဘသူကိုမှမပေးဖို့မှာကြားခဲ့ပါတယ်။ Framon ဟာငကားကျိုးကိုရတဲ့အခါအလွန်ဝမ်းသာသွားပါတယ်။ဟီမဝန်တာတော့အုပ်ကိုပြန်သွားပြီးအနောက်ကျရေကန်ပြီးမှချောင်းမြောင်းဖို့ပြင်ဆင်နေပါတယ်။ကင်နီတွေကိုမြို့ကိုပြန်ခေါ်သွားနိုင်မယ့်နေ့ကိုစောင့်နေပါတယ်။ကင်နီ9ယောက်ကတော့အနောက်ကျရေကန်မှာရေကစားနိုင်မယ့်နေ့ကိုရေတွက်နေကြပါတယ်။လာပြင်းညမတိုင်ခင်ညမှာတော့မိဖုရားကေဝကာစီကရုတ်တရက်အိမ်မက်ဆိုးတစ်ခုမှတ်ခဲ့တယ်။ဒါကြောင့်နက်ခက်ပြီးတဲ့ဆရာကိုအိမ်မက်အကြောင်းမီးမြန်တဲ့အခါသူ့ရဲ့အငယ်ဆုံးသမီးမနော်ဟယ်ရီဟာအနေနဲ့ကြုံတွေ့နေရတယ်လို့ပြောကြားခဲ့ပါတယ်။သူတို့ရဲ့ဇာတိမြေနဲ့ကွဲကွာသွားနိုင်တဲ့အခြေအနေမျိုးဖြစ်နိုင်ပါတယ်။ဒီအချိန်တွင်းမှာသမီးတော်9ယောက်ကိုဘဲမှမသွားခိုင်းသင့်ဘူးလို့လည်းပြောခဲ့ပါတယ်။မိဖုရားကေဝကာစီဟာသမီးတော်တွေနဲ့တွားရောက်ပြောဆိုခဲ့ပါတယ်။ဒီကလာပညာမှာရေကစားဖို့မသွားကြဖို့တားမြစ်ခဲ့တဲ့ပြင်အစီခံမင်းကလေးကိုမနော်ဟယ်ရီရဲ့အတောင်ပံနဲ့အမိကိုခိုးယူခိုင်းခဲ့ပါတယ်။အင်ကြီး9ယောက်ဟာသူတို့ရဲ့မိခင်စကားကိုနားမထောင်ခဲ့ကြပါဘူး။သူတို့ဟာမနေ့စောစောအနော်တက်ရေကန်ကိုပြန်တန်းဖို့ပြင်ဆင်နေကြပေမယ့်မနော်ဟယ်ရီကသူ့ရဲ့အတောင်ပံနဲ့အမိကိုရှာမတွေ့ရကြောင်းအမာတော်တွေကအတန်းတိုင်းဆုံးကုညီရှာဖွေပေးခဲ့ပါတယ်။အတောင်ပံနဲ့အမိကိုခိုးယူခဲ့တဲ့တန်ရာရှိရဲ့အစီခံကိုဖမ်းဆီးခဲ့တယ်။အပြစ်ပေးခံရမှာကြောက်တဲ့အတွက်အစီခံမင်းကလေးဟာသူ့ရဲ့အတောင်နဲ့အမိကိုပြန်ပေးခဲ့ရပါတယ်။မနော်ဟယ်ရီဟာအမာတော်တွေနဲ့အတူအနော်တက်ရေကန်ကိုအောင်မြင်စွာလိုက်ပါသွားနိုင်ခဲ့ပါတယ်။ကင်နီမလေး9ယောက်ဟာအရင်လိုပဲရေထဲမှာပျော်ရွှင်စွာကစားနေကြပါတယ်။ပြန်နေလမ်းမှာမနော်ဟယ်ရီဟာရေကစားရတာကိုပျော်မွေ့နေတဲ့အတွက်အမာတော်တွေထက်နောက်ကျမှရေကန်ထဲကထွက်လာခဲ့ပါတယ်။ရုတ်တရက်ငကားကျိုးတစ်ခုရေထဲကထွက်လာပြီးသူ့ရဲ့ခြေထောက်တွေကိုတင်းတင်းကြပ်ကြပ်ချီနှောင်လိုက်ပါတယ်။ခြေထောက်တစ်ခုလုံးနာကျင်သွားပါတယ်။သူဟာအမာတော်တွေကိုအောက်ကိုဆင်းလာပြီးကုညီဖို့အော်ဟစ်ခဲ့ပေမယ့်အမာတော်တွေဟာငကားကျိုးကိုမြင်တဲ့အခါအလွန်ကြောက်လန့်သွားခဲ့ပါတယ်။သူတို့ဟာအတောင်ပံတွေကိုအလျင်မြန်တက်ဆင်းပြီးကောင်းကင်ဘော်ကိုပြန်တန်းထွက်ပြေးသွားကြပါတယ်။ Framon ဟာပုံနေရာကနေထွက်လာပြီးမနော်ဟယ်ရီရဲ့အတောင်ပံနဲ့အမိကိုယူလိုက်ပြီးမနော်ဟယ်ရီကိုသူ့နောက်ကိုကောင်းကောင်းလိုက်ခဲ့ဖို့ချိန်ချောက်ခဲ့ပါတယ်။မဟုတ်ရင်ငကားကျိုးဟာပိုပြီးတင်းကျပ်သွားလိမ့်မယ်လို့ပြောခဲ့ပါတယ်။မနော်ဟယ်ရီမှာရွေးချယ်စရာမရှိပါဘူး။ Framon နောက်ကိုလိုက်ဖို့သဘောတူခဲ့ပါတယ်။ Framon ဟာသူ့ရဲ့ခြေထောက်ကငကားကျိုးကိုဖြီးပေးခဲ့ပါတယ်။မနော်ဟယ်ရီလည်းမျက်ရည်တွေနဲ့အတူလိုက်ပါသွားခဲ့ပါတယ်။ဒါပေမဲ့သူမဟာတန်ဝါကိတ်ကိုတစ်သားမီတုံမှာချီနှောင်ခဲ့ပါတယ်။သူမရဲ့မိဘတွေဟာသူမကိုလိုက်ရှာပြီးတွေ့နိုင်မယ်လို့မျှော်လင့်ပြီးချန်ထားခဲ့တာပါ။
မနော်ဟရီရဲ့အမတော်6ယောက်ဟာထွက်ပြေးပြီးဘော်တင်မြို့ကိုပြန်ရောက်တဲ့အခါသူတို့ရဲ့မိဘတွေကိုပြောပြခဲ့ပါတယ်။အားလုံးဟာအလွန်တုန်လှုပ်ဝမ်းနည်းသွားကြပါတယ်။မနော်ဟရီကိုရှာဖွေဖို့ကိန်းကြီးအပေါင်းကိုစုယုံစီခဲ့ပေမဲ့ဘလောက်ပဲရှာမတွေ့ပါဘူး။မနော်ဟရီချန်ထားခဲ့တဲ့မြင်မြတ်တဲ့ကျုံးမြင်လေးကိုပဲတွေ့ခဲ့ပါတယ်။ဒါပေမဲ့အကူအညီမဖြစ်တာကြောင့်သူတို့ဟာလက်လျှော့ပြီးမြို့ကိုပြန်သွားခဲ့ကြရပါတယ်။မနော်ဟရီကိုပြန်လာမယ့်အချိန်ကိုစောင့်နေခဲ့ကြပါတယ်။ဖရန်မွန်ကတော့မနော်ဟရီကိုခေါ်ပြီးတောအုပ်ထဲရှောက်သွားနေပါတယ်။ဒီလမ်းမှာသူတို့ဟာရသေးကတပနဲ့ပြန်ဆုံတွေ့ခဲ့ပါတယ်။ဖရန်မွန်ဟာအရင်လိုပဲဥညွတ်ပြီးရှစ်ခိုးခဲ့ပါတယ်။ရသေးဟာမနော်ဟရီကိုနှစ်သိမ့်ပြီးဝမ်းနဲ့ပူဆွေးမှုတွေကိုရောပါစေခဲ့ပါတယ်။မနော်ဟရီဟာရသေးရဲ့စကားတွေကိုလက်ခံခဲ့ပေမဲ့ဝမ်းနဲ့မှုကတော့ပြောင်းမသွားသေးပါဘူး။ရသေးကိုနှုတ်ဆက်ပြီးတဲ့နောက်ဖရန်မွန်ဟာမနော်ဟရီကိုခေါ်ပြီးဟီမိုဝတာတောအုပ်ရဲ့အပြင်ဘက်ကိုဆက်လျှောက်သွားခဲ့ပါတယ်။ဥဒွန်ပန်ချာမြို့မှာရှိနေတဲ့ဖရာတူထွန်ကတော့ဒီကနေ့မှာထူးထူးခြားခြားပူပြင်းနေရလို့ခန်းစားနေရတာကြောင့်တဘာဝအလားကိုကြည့်ရှုဖို့တောအုပ်ထဲကိုသွားချင်ခဲ့ပါတယ်။တောအုပ်အလဲမှာဖရန်မွန်နဲ့မနော်ဟရီတို့ကိုတွေ့ဆုံခဲ့ပါတယ်။ဖရာတူထွန်နဲ့မနော်ဟရီတို့ဟာပထမဆုံးမြင်ချင်းမှတင်ချစ်ခင်နဲ့တက်သွားခဲ့ကြပါတယ်။ဖရန်မွန်ကလည်းမနော်ဟရီနဲ့တွေ့ဆုံပြီးဖရာတူထွန်ကိုပေးအပ်ခဲ့ပါတယ်။ဖရန်မွန်ကိုငွေနဲ့ရွှေလက်စွပ်အများပြပေးခဲ့ပါတယ်။ဖရန်မွန်ကလည်းမနော်ဟရီရဲ့အတောင်ပန်နဲ့အမိကိုဖရာတူထွန်ကိုပေးအပ်ပြီးသူ့ရဲ့အိမ်ကိုပြန်ဖို့ခွင့်တောင်းခဲ့ပါတယ်။ဖရာတူထွန်လည်းမနော်ဟရီအတွက်အရေးကြီးတဲ့အတောင်ပန်နဲ့အမိကိုပြန်ပေးခဲ့ပါတယ်။ဒါကြောင့်မနော်ဟရီဟာဖရန်မွန်ရဲ့လက်ကနေလွန်မြောက်ပြီးသူမဟာချက်ချင်းပဲဘော်တင်မြို့ကိုပြန်တန်းဖို့ရည်ရွယ်ထားပေမဲ့ဖရာတူထွန်ကသူမနဲ့အတူနေထိုင်ဖို့ချစ်ကြည်ရင်းနှီးစွာတောင်းပန်ခဲ့ပါတယ်။ဒါကြောင့်မနော်ဟရီဟာစိတ်ပျော်သွားပြီးသူမချစ်တဲ့သူနဲ့ဆက်လက်နေထိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။မနက်မိုးလင်းတဲ့အခါဖရာတူထွန်ဟာမနော်ဟရီကိုဥဒွန်ပန်ချာမြို့ကိုခန္ဓာထေဝါစွာနဲ့ပြန်ခေါ်သွားခဲ့ပါတယ်။ဖီယာချန်ဒရာဒေဝီရဲ့ရှိမှမနော်ဟရီကိုလက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ဖရာတူထွန်နဲ့မနော်ဟရီတို့ရဲ့မင်္ဂလာပွဲကိုအကြီးအကျယ်ကျင်းပခဲ့ကြပါတယ်။မနော်ဟရီကလည်းလူပြည်မှာပျော်ရွှင်စွာနေထိုင်ပြီးဖရာတူထွန်ကိုတိုင်းပြည်ရေးကိစ္စတွေမှာအပြည့်အဝကူညီဆောင်ရွက်ပေးပါတယ်။တာအတီတီယာဝါနဲ့မိဖုရားချန်ဒရာဒေဝီနဲ့အထုပ်ပိုးတွေကိုများစွာရောပါစီတာကြောင့်မနော်ဟရီဟာမြို့သူမြို့သားတွေရဲ့ချစ်ခင်မှုကိုရရှိခဲ့ပါတယ်။ဒါပေမဲ့မကြခင်မှာပဲဖရာတူထွန်ဟာသူ့ရဲ့အလွန်ရင်းနှီးတဲ့ပုံနာတရားကိုထိနှံတက်တဲ့အခါရထိုးပေးမယ်လို့ကတိပေးထားတဲ့အတွက်ရှုပ်ထွေးမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ဒီကိစ္စဟာပုံနာတွေကြားမှာမကျေနပ်မှုတွေများစွာဖြစ်ပေါ်စေခဲ့ပါတယ်။ရိုးရအစင်လာရတရားထုကိုသူ့ရဲ့သားတော်ကိုတိချပေးရမှာဖြစ်တယ်။ဒီအကြောင်းကြောင့်အသက်ကြီးရဲ့ပုံနာနဲ့သူ့ရဲ့သားဟာဖရာတူထွန်ကိုဒုက္ခပေးဖို့ကြံစည်ခဲ့ကြပါတယ်။တာအတီတီယာဝန်ကိုသူ့ရဲ့ဖခင်ရဲ့ထိနှံကိုသိမ်းပိုက်ဖို့တိုက်တွန်းခဲ့ပါတယ်။ဒါပေမဲ့တာအတီတီယာဝန်ဟာနားမရပါဘူး။ဒီနေ့မှာတော့မဟာပန်ချလာမြို့မှာမြို့ရိုကိုဝိုင်းရံဖို့စစ်တပ်ကိုစေလွှတ်ခဲ့ပါတယ်။တော်နန်ထာရက်ဟာတောင်ချံပူချစ်ကိုမအောင်နိုင်တဲ့အတွက်တိုက်ခိုက်ဖို့စစ်တပ်ကိုစုယုံပြီးမြို့ကိုသိမ်းပိုက်ဖို့ကြံစည်ခဲ့ကြပါတယ်။အဲဒီခါမှာပုံနာဟာဖရာတူထွန်ကိုဖယ်ရှားဖို့နီလန်တစ်ခုကိုတွေ့သွားပါတယ်။ဖရာတူထွန်ကိုဒီတစ်ချိန်စစ်ပွဲမှာကိုရိုင်းဦးဆောင်ပြီးတိုက်ခိုက်ဖို့လှုံ့ဆော်ခဲ့ပါတယ်။ဖရာတူထွန်ဟာသူ့ရဲ့တိုင်းပြည်ကိုကာကွယ်ဖို့စစ်ထွက်ဖို့ဆန္ဒရှိတာကြောင့်သူဟာမနော်ဟရီကိုနှုတ်ဆက်ပြီးစစ်မြေပြင်ကိုထွက်ခွာခဲ့ပါတယ်။လပေါင်းများစွာကြာတဲ့အထိဖရာတူထွန်ရဲ့စစ်တပ်ဟာရန်သူကိုမအောင်နိုင်ခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့အသက်ကြီးတဲ့ပုံနာဟာသူ့ရဲ့သားကိုတောင်တန်ထာရက်နဲ့တွားတွေ့ပြီးတရှို့လို့ဖို့စေလွှတ်ခဲ့လို့ပါ။ဒီနေ့မှာတော့တာအတီတီယာဝါဟာထူးဆန်းတဲ့အိမ်မက်တစ်ခုမှတ်ခဲ့ပါတယ်။ဒါကြောင့်ဒီအိမ်မက်အကြောင်းကိုအသက်ကြီးတဲ့ပုံနာကိုမေးမြန်းခဲ့တယ်။အသက်ကြီးတဲ့ပုံနာဟာစစ်ဆေးကြည့်တဲ့အခါဒီထူးဆန်းတဲ့အိမ်မက်ဟာကောင်းတဲ့လက္ခဏာတစ်ခုဖြစ်ကြောင်းချက်ချင်းသိလိုက်ပါတယ်။ဒါပေမဲ့ဟော်ကင်ကိုပြောင်းလဲလိုက်တယ်။ဒီအိမ်မက်ဟာဥဒွန်ပန်ချာမြို့မှာကန်ဆိုးမှုမှောင်ကြောက်ရောက်တဲ့ဆိုတဲ့နာမည်ဖြစ်တယ်လို့ပြောခဲ့ပါတယ်။ဒီအချက်တွေကိုကြော်လာနိုင်ဖို့ကန်တက်ပါကိုပူစော်တဲ့အခမ်းအနားတစ်ခုပြုလုပ်ရမယ်လို့လည်းပြောခဲ့ပါတယ်။ဒီမြို့မှာကန်တက်ပါတူတီပဲရှိပါတယ်။အဲ့ဒါကတော့မနော်ဟရီပဲဖြစ်ပါတယ်။တာအတီတီယာဝါဟာမလို့ချင်းမေပုံနာတွေကတိုက်တွန်းခဲ့ပါတယ်။သူရဲ့သားတော်တူတီရဲ့ပျော်ရွှင်မှုထက်ပြည်သူရဲ့ငြိမ်းချမ်းရေးကိုပိုပြီးစဉ်းစားမိတဲ့အတွက်တာအတီတီယာဝါဟာစဉ်းစားရခဲ့ပြီးလက်မရောက်သွားခဲ့ပါတယ်။ဒီဖျားချန်တာတီဝီကသူ့ရဲ့ခင်မွန်ကိုတားဆီးဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့အသက်ကြီးရဲ့ပုံနာဟာသူမကိုခင်မွန်နဲ့တွေ့ဆုံခွင့်အောင်မပေးခဲ့ပါဘူး။နောက်ဆုံးမှာတော့ပူဇော်ပါတာတဲ့အခမ်းအနားတွေကိုကျင်းပခဲ့ကြပါတယ်။မနော်ဟရီလည်းငိုကြွေးရင်းနဲ့ပဲမျက်ရည်နဲ့ဆူရွှဲပြီးပူဇော်ရမြေကိုရှောက်သွားခဲ့ပါတယ်။သူမဟာဖရာတူထွန်ကိုနှုတ်ဆက်ခွင့်အောင်မရဘဲသိတော့မှာပါ။မနော်ဟရီဟာရက်ဆက်တဲ့လူသားတွေကိုမြင်တဲ့အခါထွက်ပြေးဖို့တွေးမိသွားပါတယ်။မနော်ဟရီဟာအတောင်ပန်နဲ့ကင်ကြီးအမိကိုတက်ဆင်းပြီးတောင်အတီတီယောင်ဝါနဲ့မိဖုရားချန်ဒရာဒေဝီတို့ကိုနောက်ဆုံးချိန်ပူဇော်ကခုံဖို့အစီအစဉ်ခဲ့ပါတယ်။မင်းစီနပါနဲ့အမှုတော်ထမ်းတွေကယုံကြည်ပြီးကခုံခိုင်းခဲ့ပါတယ်။ကင်ကြီးမာလီရဲ့ကခုံဟန်ဟာအားလုံးရဲ့မျက်လုံးတွေကိုသူမတယောက်တည်းစီမစူးစိုက်စေခဲ့ပါတယ်။အဲဒီချိန်မှာပဲမနော်ဟရီဟာသူ့ရဲ့အတောင်ပန်တွေကိုပြန်ထန်ဆွာခတ်ပြီးကောင်းကင်ဘုံကိုပြန်တက်သွားပါတယ်။လူပြည်ကလူအားလုံးကိုနှုတ်ဆက်ပြီးပြန်တန်းထွက်ခွာသွားခဲ့ပါတယ်။
မနော်ဟယ်ရီဟာကောင်းကင်ဘော်ကပြန်တမ်းပြီးသူမရဲ့ဇာတိမြေဖြစ်တဲ့ကေလာတာတောင်ကိုဦးတည်သွားပါတယ်။ဒါပေမဲ့လမ်းမှာသူမဟာအောက်မှာရှိတဲ့ရသေးကတပါကိုမြင်လိုက်ပါတယ်။သူမဟာဆင်းသက်ပြီးရသေးကိုဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာအလုံးကိုပြောပြခဲ့တယ်။ပြီးတော့ကတပါကိုတားမြစ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဖရာတူထွန်ကိုဘော်တင်မြို့ကိုလိုက်မလားလို့တားမြစ်ပေးပါ။ဘော်တင်မြို့ကိုသွားတဲ့လမ်းဟာလူသားတွေအတွက်ဖြတ်တန်းဖို့အလွန်ခက်ခဲလို့ပါ။ဒါပေမဲ့ဖရာတူထွန်ဟာဘော်တင်မြို့ကိုလိုက်လာမယ်ဆိုရင်မနော်ဟယ်ရီဟာရသေးကိုဖရာတူထွန်အတွက်လမ်းပြပေးဖို့လည်းမှာကြားခဲ့ပါတယ်။သူမဟာမန်ဒီယာရီရေးထွန်းထားတဲ့အရွက်တွေမော်မုံတွေကန်ဖွန်အဝတ်စားတွေနဲ့သူမရဲ့လက်စွပ်တွေကိုလည်းရသေးအတွက်ချန်ထားခဲ့ပါတယ်။နောက်တစ်ချိန်မှာဖရာတူထွန်ကိုပေးအပ်ဖို့ပါမနော်ဟယ်ရီဟာရသေးကိုနှုတ်ဆက်ပြီးဘော်တင်မြို့ကိုပြန်သွားခဲ့ပါတယ်။သူမဟာမိဘနဲ့အမတော်6ယောက်ရဲ့ရင်ခွင်ထဲကိုပြန်ရောက်ခဲ့တဲ့အတွက်အားလုံးဟာအလွန်ဝမ်းသာခဲ့ကြပါတယ်။ဒါပေမဲ့စီမံစည်းကမ်းတွေလူပြည်မာနေထိုင်ခဲ့တဲ့ကင်ကြီးတူဟာလူသားအနှံ့သက်တွေကိုဖယ်ရှားဖို့အခမ်းအနားတစ်ခုပြုလုပ်ရပါတယ်။9 နှစ် 9 လ 9 ရက်ကြာပြုလုပ်ရပါတယ်။ဘော်ဒင်မြို့မှာပြည်လည်နေထိုင်ခွင့်ရမှာပါ။ဒါကြောင့်တွန်တန်မရက်ဟာမနော်ဟယ်ရီနဲ့သူမရဲ့နောက်လိုက်တွေမြို့ပြင်မှာနေထိုင်ဖို့ရဲတိုက်တစ်ခုကိုတိစောက်ပေးခဲ့ပါတယ်။ဥဒွန်ပန်ချာမြို့ဟာမနော်ဟယ်ရီထွက်သွားတဲ့နောက်တမျိုးလုံးဝန်းနဲ့ပူဆွေးမှုတွေနဲ့ပြည်နှံနေပါတယ်။ဘာမှမသိတဲ့ဖရာတူထွန်ကတော့တိုင်းပြည်ကိုကာကွယ်ဖို့တိုက်ခိုက်ပြီးနောက်မှာအောင်ပွဲခံပြီးမြို့ကိုဂုဏ်ယူစွာပြန်လာခဲ့ပါတယ်။ဒါပေမဲ့မနော်ဟယ်ရီပူဇော်ခဲ့ရပြီးထွက်သွားပြီးဆိုတဲ့အကြောင်းကိုသိလိုက်ရတဲ့အခါဖရာတူထွန်ရဲ့ပျော်ရွှင်မှုဟာပျောက်ကွယ်သွားခဲ့ပါတယ်။သူဟာအသက်ကြီးရဲ့ပုံနာကိုအလွန်အမျက်ထွက်ခဲ့ပါတယ်။အလွန်ရင်းနှီးတဲ့လူငယ်ပုံနာကိုတော့အတီတီရောင်ဝါရဲ့အိမ်မက်ကိုနောက်တစ်ချိန်ပြန်ပြီးအတိတ်ပဲဖွင့်ခိုင်းခဲ့ပါတယ်။နောက်ဆုံးမှာတော့အသက်ကြီးရဲ့ပုံနာဟာသူ့ရဲ့အကျိုးမြတ်အတွက်မင်းကြီးကိုလိမ်လည်ခဲ့တယ်ဆိုတာသက်သေပြနိုင်ခဲ့ပါတယ်။ဒါအတီတီရောင်ဝါဟာအမှန်တရားကိုသိတဲ့အခါအလွန်အပြစ်ရှိရဲ့လို့ခံစားခဲ့ရပါတယ်။သူဟာအသက်ကြီးရဲ့ပုံနာကိုဖမ်းပြီးစစ်ဆေးမေးမြန်းခဲ့ပါတယ်။ပြီးတော့ဖရာတူထွန်ကိုလည်းအသက်ကြီးရဲ့ပုံနာရဲ့သားကိုတွားရောက်စစ်ဆေးမေးမြန်းခိုင်းခဲ့ပါတယ်။သူဟာစစ်ပွဲကိုတွားတိုက်တဲ့အခါတရှို့ဖြစ်တယ်လို့တန်ရာရှိလို့ပါ။နောက်ဆုံးမှာတော့အဖေနဲ့သားဟာအမှန်တရားအလုံးကိုဝန်ခံခဲ့ကြပါတယ်။သူတို့ကိုတည်တံပေးခဲ့ပေမဲ့ဖရာတူထွန်ဟာတယောက်နဲ့တယောက်ကန်ဆူမှုမောင်းကြားရောက်စီခြင်းနဲ့ဆန္ဒမရှိပါဘူး။ဒါကြောင့်ပြည်တံကိုမြို့တွေကနေနှင်ထုတ်ဖို့ရှော့ပေါ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ထို့နောက်မနော်ဟယ်ရီကိုအမြဲချစ်ခင်တရိယာနေတဲ့ဖရာတူထွန်ဟာဘာမှမလုပ်နိုင်မဲမနော်ဟယ်ရီကိုတယောက်တည်းရှာဖွေဖို့ကြိုးစားခဲ့ပါတယ်။သူဟာဖရန်မွန်စီကနေကုညီတောင်းခံဖို့အခီးထွက်ခဲ့ပါတယ်။ဟီမွန်တာတော်အုပ်ထဲကဘော်တင်မြို့ကိုသွားတဲ့လမ်းကိုလမ်းညွှန်ပေးဖို့ပါ။ဖရန်မွန်လည်းတက်နိုင်သလောက်ကုညီပေးခဲ့ပေမယ့်အနော်တက်ရေကန်ထိပဲလမ်းညွှန်ပေးနိုင်ခဲ့ပါတယ်။ကျန်တဲ့လမ်းကိုတော့ဖရာတူထွန်ဟာသူ့ဘာသာရှာဖွေပြီးတွားရမှာဖြစ်ပါတယ်။ဖရာတူထွန်ဟာမလျှော့သောဇေလုံးလာနဲ့ဟီမွန်တာတော်အုပ်ထဲကိုတယောက်တည်းဆက်လျှောက်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့တော်အုပ်လေးမှာရသေးကတပါနဲ့တွေ့ဆုံခဲ့ပါတယ်။ရသေးကမနော်ဟယ်ရီသူ့အတွက်မှကြားခဲ့တဲ့စကားအလုံးကိုပြောပြခဲ့တယ်။ဖရာတူထွန်ကတော့သူ့ချစ်သူရဲ့သတိပေးစကားကိုနားမထောင်ဖို့ပဲရွေးချယ်ခဲ့ပြီးမနော်ဟယ်ရီကိုသွားရှာဖို့အဆုံးဖြတ်ခဲ့ပါတယ်။ဖရာတူထွန်ကအဲ့လိုဆုံးဖြတ်တဲ့ကရသေးကသူ့ကိုခဏတာအတူနေထိုင်ခွင့်ပေးခဲ့ပါတယ်။ဒါမှဖရာတူထွန်ဟာနောက်တစ်ချိန်မှရင်ဆိုင်ရမယ့်လျှို့ဝှက်ဆန်းကျဲတဲ့တော်အုပ်ထဲမှာဘလို့ရှင်တန်ရမလဲဆိုတာကိုသင်ယူနိုင်မှာပါ။ဖရာတူထွန်ဟာရသေးပြောပြတဲ့လမ်းကြောင်းကိုအလွယ်ရတဲ့ထိမှတ်ထက်ခဲ့ပါတယ်။ထွန်းထူထားတဲ့အရက်တွေကိုဘလို့သုံးရမလဲ။မော်မုံတွေကိုဘလို့သုံးရမလဲ။တန်ဖွန်အဝတ်စားရဲ့တကူမျိုးမျိုးကိုလည်းချမ်းချင်တဲ့အထိလေ့လာခဲ့ပါတယ်။ဖရာတူထွန်အစင်းသင်ဖြစ်လာတဲ့အခါရသေးကိုနှုတ်ဆက်ပြီးအနေအများတဲ့အစိတော်ထိတ်ကိုရှာသွားခဲ့ပါတယ်။အိမ်မှာတပင်တွေအလုံးဟာအလွန်မြင့်မာပြီးစင်တကောင်လုံးကိုဖုံအုံနိုင်တဲ့အရွယ်ကြီးတွေရှိပါတယ်။ဒီတော့အုပ်ကိုဖျက်ချောဖို့မလဲတာကြောင့်ဖရာတူထွန်ဟာအနီးအဝတ်ကိုဆန်းထုတ်လိုက်ပြီးခဏကိုမှပတ်လိုက်ပါတယ်။အီယာမငယ်ဟာသူ့ကိုလှတင်ပြီးတော့အုပ်ထဲကိုပြန်တန်းသွားပါတယ်။ဖရာတူထွန်ဟာငယ်ရဲ့ရန်ကလွမြောက်သွားတဲ့အခါရက်ဆက်ကျန်းချုပ်တဲ့မွေးကြီးနဲ့ရင်ဆိုင်ရပါတယ်။ဖရာတူထွန်ဟာမှုံအမုံတွေကိုထုတ်ယူပြီးသူ့ရဲ့ခနာကိုအနံကိုလိမ့်လိုက်ပါတယ်။ဟောခုံးငွေရဲ့အနံကိုမခံနိုင်တဲ့မွေးကြီးဟာကောင်းမှုသွားပြီးတိုက်ခိုက်တာကိုရပ်သွားပါတယ်။ပြီးတော့လှုပ်ရှားနေတဲ့ထူဆန်တဲ့ကြောက်ကြီးတစ်ခုကိုတွေ့ခဲ့ပါတယ်။အဲဒီထဲကိုရောက်သွားရင်ကြောက်ကြီးရဲ့ဖိအားကြောင့်သိဆုံးနိုင်ပါတယ်။ဖရာတူထွန်ဟာမန်ဒီယာရေးထွန်းထားတဲ့အရွက်တစ်ခုကိုထုတ်ယူပြီးမန်ဒီယာကိုရွတ်ဆိုခဲ့ပါတယ်။ပြီးတော့ဖရာတူထွန်ဟာတောင်ကြားလန်းကိုအမြန်ပြေးသွားခဲ့ပါတယ်။တောင်ကြားလန်းရဲ့အခြားတစ်ဖက်မှာတော့ရက်ဆက်ကြမ်းကြုတ်တဲ့ပင်လယ်လိပ်ပြလူတပိုင်းလိပ်ပြသပိုင်းတတော်ဟာဖရာတူထွန်တောင်ကြားလန်းကိုဖျက်တာနဲ့တိုက်ခိုက်ဖို့ပြေးဝင်လာပါတယ်။ဖရာတူထွန်ဟာသတိပြန်ဝင်လာပြီးသူ့ရဲ့များပြစ်ကျန်းကျင်မှုနဲ့ပင်လယ်လိပ်ပြတွေကိုတေးတဲ့အထိပစ်တက်ခဲ့ပါတယ်။ပြီးမှစိလန်းဆူပြေးတဲ့မြက်ခင်းတွေနဲ့ပြင်းနေတဲ့တောင်ကားစီကိုဆက်လျှောက်သွားခဲ့ပါတယ်။ဒါပေမဲ့အိမ်မြက်တွေဟာတင်တုံးတားလို့အလွန်အထက်ပါတယ်။ဖြတ်သွားသမျှအရာအလုံးကိုတက်ဖြတ်ဖို့အစဉ်သင်ပါပဲ။ဖရာတူထွန်ဟာအဝတ်စားတစ်ထည်ကိုအဆောင်ဖြစ်ပြုလုပ်ပြီးထက်မြက်တဲ့အပင်တွေကိုအပိုင်းပိုင်းဖြစ်အောင်ခုတ်ထည့်ခဲ့ပြီးဝေးတောင်ရွှေတောင်စီကိုဖျက်လျှောက်သွားခဲ့ပါတယ်။ဖရာတူထွန်ဟာကြောင်မက်ဖွဲကောင်းတဲ့ဘလူးမင်းကြီးနဲ့တိုက်ခိုက်ဖို့တောင်ပေါ်ကိုတက်ခဲ့ရပါတယ်။ဒါပေမဲ့ဘလူးမင်းကြီးကိုတက်ပစ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဖရာတူထွန်ရဲ့အတားစီရီဟာဒီလောက်နဲ့မပြီးသေးပါဘူး။သူ့ရဲ့လမ်းကိုပေးဆိုထားတဲ့အစိတ်ရှိရဲ့မြစ်ကြီးတစ်ခုဖျက်ကျော်ရအောင်ပါ။
ဒီနေရာမှာလူသားတယောက်ကိုသူ့ရဲ့အစိရှိရဲ့မြစ်ကိုဖျက်ခွင့်မပေးတဲ့အေယာမမွေကြီးတစ်ကောင်ရှိပါတယ်ဖရာသူထွန်းဟာအေယာမမွေကြီးနဲ့တိုက်ခိုက်ရပါတယ်ဒါပေမဲ့မော်ပစ္စည်းရဲ့တကုနဲ့ဖရာသူထွန်းရဲ့ညပြစ်ကြမ်းကျင်မှုတွေကြောင့်ငွေဆိုးဟာရှုံနေသွားပါတယ်ငွေကြီးဟာများနဲ့တိုက်ခိုက်ခင်ရပြီးသတိလစ်သွားပါတယ်အေယာမမွေကြီးရဲ့ခနာကူဟာအစိရှိရဲ့မြစ်ရဲ့တစ်ဖက်ကန်ထိစံတန်းသွားပါတယ်ဒါဟာဖရာသူထွန်းချက်ဘေကင်းစွာဖျက်ရှောင်နိုင်တဲ့တကားတစ်ခုဖြစ်သွားပါတယ်ဖရာသူထွန်းရဲ့စွန်စားခန်းတွေဟာ9နှစ်နဲ့9လထက်ပိုကြခဲ့ပါတယ်။သူဟာတပင်ထိတ်ကိုတက်ပြီးမနက်ခင်းခီဆက်ဖို့ခနာကိုအနားယူခဲ့ရပါတယ်။ဖရာသူထွန်းရဲ့ကောင်းမမှာအီယာမငတ်အုပ်စုရဲ့အတိုင်းတစ်ခုရှိပါတယ်။အဲဒီငတ်တွေဟာတယောက်နဲ့တယောက်စကားပြောနေကြပါတယ်။အခုမျိုးပြင်မှာနေထိုင်တဲ့မနော်ဟရီဟာလူသားအနှံ့သက်တွေကိုဖယ်ရှားဖို့ရေထုတ်ပြီးအိတ်ဆက်နေပါတယ်။သူမဟာမျိုးပြင်မှာ9နှစ်9လနဲ့9ရက်နေထိုင်တာပြီးဆုံးသွားပါပြီ။မနက်ဖြန်မှာပူဇော်ပတာတဲ့အခမ်းအနားတစ်ခုရှိပါတယ်။ပြီးတော့အီယာမငယ်တွေစိတ်ကြိုက်ကစားဖို့အစားအစာတွေလည်းရှိပါတယ်။သူတို့ဟာဘော်ဒင်မြို့မှာအစားရှာဖို့အတူတူပြန်တန်းသွားမယ်လို့ပါ။ဖရာသူ20အကြောင်းကိုကြားတဲ့အခါညနေတည်းထိအီယာမငယ်တွေအိပ်ပျော်မဲ့အချိန်ကိုစောင့်နေပါတယ်။တိတ်တဆိတ်အတောင်ပံနေကြားထိတ်ကိုတိုးဝင်သွားပြီးသူ့ရဲ့ခနာကိုအီယာမအမွေအတောင်တစ်ခုနဲ့ချီနှောင်နိုင်ခဲ့ပါတယ်။မနက်မိုးလင်းတဲ့အခါအီယာမငယ်တွေဟာကောင်းကင်ဘက်ကိုပြန်တက်သွားပါတယ်။ဘော်ဒင်မြို့ပြင်ကရေကန်တစ်ခုစီကိုတောက်လျှောက်ပြန်တန်းသွားပါတယ်။အဲဒီမှာမနော်ဟရီရဲ့အစီခံကင်ညီမလေးတွေဟာရေခတ်ပြီးခွက်ထဲလာထည့်ဖို့လာနေကြပါတယ်။မနော်ဟရီဘော်ဒင်မြို့ထဲမဝင်ခင်ရေကိုတဲဆောင်သွားတော့ပါ။ဖရာသူထွန်းဟာအီယာမငတ်တွေစီကနေအလျင်မြန်ထွက်ပြေးပြီးဆူတောင်းခဲ့ပါတယ်။သူဟာမနော်ဟရီအပေါ်အချစ်စစ်မှန်ရင်ကင်ညီအမှုထမ်းတွေထဲကတယောက်ရေခွက်ကိုမနိုင်မနှင်းဖြစ်ပါစေလို့ဆူတောင်းခဲ့ပါတယ်။အိမ်မှာကင်ညီတယောက်ရေခွက်ကိုမနိုင်မနှင်းဖြစ်နေရတွေ့ရပါတယ်။အဲဒီကိန်းနီမလေးဟာဘာလို့ရမှန်းမသိတော့ပါဘူး။အဲကြည့်လိုက်တဲ့အခါတစ်ပင်အောင်မှာဖရာသူထွန်းကိုပဲတွေ့တဲ့အခါအကူကြီးတောင်းဖို့သွားခဲ့ပါတယ်။ဖရာသူထွန်းဟာအခမ်းအနားလုပ်နေသလိုဟန်ဆောင်ပြီးမနော်ဟရီရဲ့လက်စွပ်ကိုထိတ်သိမ်းစိတ်ယူလိုက်ပါတယ်။ရေခွက်ထဲကိုချလိုက်ပြီးဒီလက်စွပ်ဟာမနော်ဟရီရဲ့လက်ချောင်းထဲမှာပဲရောက်ပါစေလို့ဆုတောင်းခဲ့ပါတယ်။ပြီးတော့ကိန်းနီမလေးကိုပေးလိုက်ပါတယ်။အမှုထမ်းကိုနောက်တစ်ချိန်ရေခွက်ကိုမြှောက်ကြည့်ခိုင်းပါတယ်။အဲဒီမှာအမှုထမ်းဟာတကယ်ပဲမြှောက်နိုင်တာကိုတွေ့ရပါတယ်။ကိန်းနီမလေးဟာဖရာသူထွန်းကိုကျေးဇူးတင်ပြီးရေချိုးတဲ့အခမ်းအနားကိုသွားခဲ့ပါတယ်။သူမဟာနောက်ဆုံးမှရောက်လာသူပါသူမဟာရေခွက်ထဲကရေတွေကိုမနော်ဟရီရဲ့ခနာကိုပေါ်လောင်းချတဲ့အခါဖရာသူထွန်းဝစ်စင်ထားတဲ့လက်စွပ်ဟာပြုတ်ကျပြီးမနော်ဟရီရဲ့လက်သန်းမှာရောက်သွားပါတယ်မနော်ဟရီဟာလက်စွပ်ကိုမြင်တဲ့အခါအလွန်ဝမ်းသာသွားပါတယ်ဖရာသူထွန်းသူ့ကိုလာတွေ့ပြီးဆိုတာကိုသိလိုက်တာကြောင့်အဝတ်စားတွေကိုလဲပြီးဘော်ဒင်မြို့ကိုသွားခဲ့ပါတယ်ပြီးတော့တောင်တန်မရက်နဲ့မိဖုရားကေဝကာစီကိုပြောပြခဲ့ပါတယ်သူမရဲ့လူသားခင်ပွန်ဟာအနေများတဲ့နေမြေတွေဖြတ်တန်းပြီးဘော်ဒင်မြို့ကိုအောင်မြင်စွာရောက်ရှိလာခဲ့ကြောင်းပြောပြခဲ့ပါတယ်တောင်တန်မရက်ဒီအကြောင်းကိုကြားတဲ့အခါယုံကြည်နိုင်စရာမရှိလောက်အောင်အံ့အားသင့်သွားပါရီ။ဘာကြောင့်လဲဆိုတော့ဘယ်လူသားမှအန်ရီတွေကိုဖျက်ကျော်ပြီးဒီကိုရောက်လာနိုင်ခဲ့တာမရှိလို့ပါ။တောင်တန်မရက်ဟာဖရာသူထွန်းကိုလာတွေ့ဖို့လူလွတ်ပြီးဖိတ်ခေါ်ခဲ့ပါရီ။ဖရာသူထွန်းရောက်လာတဲ့အခါတောင်တန်မရက်ဟာဖရာသူထွန်းရဲ့ဇွဲလုံးလောက်ကိုအလွန်လေးစားသွားပါရီ။ဖော်တင်မျိုးကိုအောင်မြင်စွာရောက်ရှိလာနိုင်တဲ့အထိစူးစမ်းခဲ့တာကိုချီးကျူးခဲ့ပါရီ။တောင်တန်မရက်ဟာဖရာသူထွန်းရဲ့အချစ်စင်မှန်ကြောင့်တည်ပြဖို့စံတက်ခဲ့ပါရီ။တောင်တန်မရက်ဟာမနော်ဟရီရဲ့အမတော်ရှောက်ရောက်ကိုမနော်ဟရီနဲ့ပုံမှန်တံရောမျက်နှာသွင်းပြမှာအားလုံးတညီအောင်ဖန်ဆင်းပြီးသူတို့ကိုတယောက်စီရှောက်ထက်လာခိုင်းပါတယ်။ဖရာသူထွန်းကိုဘသူကမနော်ဟရီလဲဆိုတာကိုခွဲခြားသတ်မှတ်ခိုင်းပါတယ်။သူတို့ရဲ့လက်သန်းမှာပါတဲ့လက်စွပ်လေးတွေတောင်တူညီနေပါတယ်။သူတို့ရဲ့အမူအရာတွေကအစအလွန်စင်တူနေရကြောင်းဖရာသူထွန်းဟာဘသူကအစင်မဲ့မနော်ဟရီလဲဆိုတာကိုမသိတော့ဘဲအကူအညီမဲ့ဖြစ်နေရပါတယ်။ဒီတဲ့ချိန်ဖရာသူထွန်းရဲ့ဒုက္ခကြောင့်ကောင်းကင်မုံကတကြမင်းရဲ့ပလင်ဟာအလွန်ပူပြင်းလာပါတယ်။ဒါကြောင့်တကြမင်းဟာဖရာသူထွန်းကိုကူညီဖို့ဆင်သက်လာခဲ့ပါတယ်။မနော်ဟရီရဲ့ခေါင်းပေါ်မှာ၃ချိန်ပြန်ဝဲနေတဲ့ရင်ကောင်ဖြစ်ပြောင်းလဲခဲ့ပါတယ်။ဖရာသူထွန်းဟာမနော်ဟရီရဲ့ခေါင်းပေါ်မှာပြန်ဝဲနေတဲ့ရင်ကောင်ကိုမြင်တဲ့အခါသူမကိုလက်ညှိုးညွှန်ပြပြီးပွေဖက်လိုက်ပါတယ်။ဒီဘော်ဒင်မြို့သားတွေအားလုံးဟာသူတို့ရဲ့ချစ်ချင်းမြတ်တာအတွက်ဝမ်းမြောက်စွာဂုဏ်ပြုကြပါတယ်။ဘော်ဒင်မြို့မှာနောက်ထပ်မင်္ဂလာပွဲတစ်ခုထပ်မံကျင်းပပေးခဲ့ပါတယ်။အားလုံးပြီးတဲ့အခါသူတို့နှစ်ယောက်ဟာဘော်ဒင်မြို့မှာခဏတာအတူနေထိုင်ခဲ့ကြပါတယ်။ဖရာသူထွန်းဟာအင်ကိုသရီရတဲ့အခါမနော်ဟရီကိုခေါ်ပြီးအရင်လိုပဲဥဒွန်ပန်ချာမြို့မှာပြန်ခွင့်တောင်းခဲ့ပါတယ်။တောင်အမရက်နဲ့မိဖုရားကေဝကာတို့ဟာအင်ဂျင်နဲ့တူဥဒွန်ပန်ချာမြို့ကိုလည်းပတ်ခဲ့ပါတယ်။အဲဒီချိန်ကစပြီးဥဒွန်ပန်ချာမြို့နဲ့ဘော်ဒင်မြို့ဟာကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိခဲ့ပါတယ်။ဖရာသူထွန်းနဲ့မနော်ဟရီတို့ရဲ့ချစ်ချင်းမြတ်တာနောင်ချို့ကြောင့်မကြခင်မှာပဲတောင်အတီတီယာဝါဟာရဟန်းဝတ်ခဲ့ပြီးဥဒွန်ပန်ချာမြို့ကိုဖရာသူထွန်းနဲ့မနော်ဟရီကိုပေးအပ်ခဲ့ပြီးတိုင်းပြည်ကိုဆက်လက်အုပ်ချုပ်စေခဲ့ပါတယ်။ဒါရင်အလုံးဟာဖရာသူထွန်းရဲ့တောအုပ်ထိပ်ကိုဝင်ရောက်ပြီးမနော်ဟရီရဲ့အချစ်ကိုရှာဖွေခဲ့တဲ့ဇလံပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဒီလိုမျိုးဇလံလေးတွေကိုကြိုက်နေတဲ့တဲ့ဆိုရင် like and subscribe လုပ်ဖို့မမေ့ပါနဲ့နော်။နောက်ထပ်ဘလို့ဇလံမျိုးတွေကိုနားထောင်ချင်လဲဆိုတာကို comment မှာရေးခဲ့လို့ရပါတယ်။နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြမယ်နော်။